ခင်ဗျာအားလုံးပဲမင်္ဂလာပါရှင်ထက်မြက် channel ကနေပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရရှင်နောက်စဉ်သူပရိသတ်တွေအတွက်စိတ်ဝင်စားစရာဇာတ်လမ်းကောင်းလေးများစွာကိုတင်ဆက်ပေးနေကျမတို့ရဲ့ channel ကနေဒီကနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့မဖဲဝမွေးတဲ့သားဆိုတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးမှာဖြစ်ပါရရှင်ဇာတ်လမ်းလေးမတင်ဆက်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးပြီးတော့ဘေးက notification လေးကိုနှိပ်ပေးသွားဖို့တောင်းဆိုချင်ပါရရှင်ဟုတ်ကဲ့ပါချစ်ရပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုအခုပဲစတင်လိုက်ပါပြီ။တပုရဲဆိုတာကျုပ်တို့ညမှာအေးတော်ပြတပုရဲပေါက်လေးရေကငုံစီစီဆိုတဲ့အတိုင်းပေါက်ပွင့်နေဖူးတဲ့ရာသီပေါ့ဗျာ။နာရီရိုးရွှဲတပုရဲဆိုတဲ့အတိုင်းပဲ။အပူတို့အေးတဝဲဆိုတော့နာရီကလည်းတချွဲရွှဲပြ။နာမနေလို့ခေါ်တဲ့ထမနေပွဲတွေကလည်းရွာတိုင်းမှာတပြောတပါနှွှဲကြလို့ပြ။တောင်တီတို့ထနောင်းကုန်းမှာတော့တကြီးဝိုင်းနဲ့မှထိုးတဲ့ထမင်းပွဲကအကြီးဆုံးပေါ့ဗျာဒီမှာ50 60ကိုထိုးရတာဗျကျုပ်တို့တရားလုံးမှာရှိရဲ့ကာလာသားတွေတယောက်မကြံကြောင်းကြိုက်ပြီးတော့ချွေတလုံးလုံးနဲ့ထိုးရတဲ့ပွဲပေါ့ဗျာအခုလေတောင်တီတကြီးဝိုင်းကထမင်းပွဲမှာဗျကဲတောင်တီတို့အဆိုင်ခဏနားကြအောင်လာဖိုးတင်တို့တွေတလဲဝင်ရောကျုပ်တို့တွေကတတဲကြတော့ခဏနားရတာဗျနောက်တတဲကိုနောက်တတဲဝင်ရတယ်။နားတဲ့လူတွေကမကြီးပင်အောက်မှာခင်းထားတဲ့ဖျားချမ်းပေါ်မှာရင်နေချမ်းဝိုင်းကိုဝင်ပြီးလက်ဖက်စားရင်နေတော့ဆက်လိုက်တော့ပေါ့ဗျာ။အဲ့ဒီမှာစကားဝိုင်းကလည်းကောင်းတာဗျ။ရွာတွေကလူကြီးပိုင်းကလည်းရင်နေချမ်းဝိုင်းမှာခန့်ခန့်ကြီးထားပြီးတော့ညွန်ကြားလို့ပေါ့ဗျာ။လူငယ်တွေကလည်းလုံရင်းကရင်နဲ့မသိတာရှင်လူကြီးတွေကိုမေးကြရတာဗျ။ဒီလိုနဲ့ဒေါ်တလေးရင်ကျေးမှုလက်စင်ကမ်းကြရတာပေါ့ဗျာ။မီးတောင်မီးရှန်မီးပြန်မီးညွန့်နေကြမှာထမင်းနဲ့ဖြစ်နေလူကဖြစ်ထိုးတဲ့လူကထိုးနဲ့ကြည်လိုတောင်ကောင်းသေးရောဗျာလူကြီးတွေစကားဝိုင်းရလဲအကြောင်းပေါင်းစုံဗျဘိုးအောင်ဖေးတခါပြောဘူးတယ်တောရဲကကလင်းကိုတန်ကြားတဲ့ကြောင်းကတော်တော်စိတ်ဝင်စားဖို့ကောင်းတာဗျတောင်ပိုင်းကကိုကြီးတင်မောင်ပြောလိုက်တာဗျဟဲ့ဘလို့ကွတင်မောင်ရတောရဲမှာကလင်းကိုတန်ကြားတယ်ဟုတ်စားဘယ်တော်တော့ဘိုးအောင်ဖေးပြောတာဗျအရှိပဲတောရဲမှာတဲ့တီကျင်ဘိုးအောင်ဖေးကိုမေးကြည့်လေဗျာကျုပ်ကလုံးစီပတ်စီပဲပြောတယ်မှာတော့ဟုတ်ပြောပါအောင်ဗျဘယ်တော့မှကလင်းကိုတန်ကြားရတော့အနောက်ပိုင်းကကိုကြီးထွန်းခင်ကိုကြီးတမအောင်မေးလို့မရတော့ဘိုးအောင်ဖေးကြီးကိုတိုက်ရိုက်မေးတော့တာဗျကြားပါပြီထွန်းခင်ငါတို့အရှိဘက်တော့တက်တုံးကအကြောင်းကိုပြောတာပါပြောပါအောင်ဖို့ရဒီလိုကွဒီတော့ကငါရဲ့ဟိုတလုံးကဆုံးသွားတဲ့မြောက်ပိုင်းကဖိုးတင်ဦးကြီးရဲ့ချန်တိုင်ခုတ်ဖို့ဆိုပြီးအရှိဘက်တော်ကိုတက်ကြတာကွလဲကိုတောင်ကြီးကအိမ်စုလေးမှာအပ်ခဲ့ပြီးတော့ငါတို့နှစ်ယောက်တောင်ပေါ်တက်လာကြတော့ဝေလီဝေလင်းပေါ့ကွာဥဝဲနဲ့ကလေးကိုတောင်ကြတော့ငါတို့နှစ်ယောက်လုံးလန့်သွားကြတာကွဒီတော်ထဲမှာဘယ်သူကကလေးလာမွေးထားတာတော့ထုံးခင်ဒါနဲ့ငါကိုတင်အောင်ကျုပ်တော်စိတ်ထဲမှာတမျိုးကြီးဗျတော်ရဲဆက်မွယ်မဲနဲ့ပြန်ကြရင်ကောင်းမလားလို့တိုင်ပြတော့ကိုတင်အောင်ကဟာကွာအောင်ဖေးအချင်းလေးပါလေးကြည့်ကြသေးတာပေါ့ကွာလို့ပြောပြီးတော့ငါတို့နှစ်ယောက်ငြိမ်ပြီးတော့နားထောင်နေကြတာကွာကလေးကလည်းငိုတာအတန်ကိုပြနေပြီဟဲ့ဥဝဲနဲ့ဟာကလေးချော်တဲ့မိန်းမတယောက်အတန်မှကြားရတယ်ဟဲ့ကလေးလည်းငိုတိတ်သွားတယ်ကိုတင်အောင်ကငါ့ကိုမင်းငေါ့ပြတယ်ငါကတော့တော်တော်ကြောက်နေပြီကွာကိုတင်အောင်ကြည့်ရတာလဲကြောက်နေရပုံပါပဲကွာဒါပေမဲ့ဒီလူကြီးကရဲတော့ရဲသားကွာအောင်ဖေးမင်းကြောက်ရင်ဒီမနီခဲ့ငါတော့ကလေးငိုတဲ့နေရာကိုသွားကြည့်အောင်မယ်တိတ်မဝေးဘူးကွာငါနေရာကိုမှန်းမိတယ်လို့ငါ့ကိုတူတူလေးပြောတယ်ကွာငါလေးဘယ်နေခဲ့ရမအောင်ကွာဟာဘယ်ဖြစ်မှာတော့ကျုပ်ပါလိုက်မှာပေါ့အဲ့လိုပြောပြီးတော့သူ့နောက်ကနေလိုက်ခဲ့ရောဟေးတိတ်မသွားလိုက်ရပါဘူးကွာကလေးငိုတဲ့နေရာကိုရောက်တော့ဟဲ့အဲ့ဒီနေရာမှာငပြောဖက်နှစ်ရက်ခင်းလာတာတွေ့တယ်ကွာပြီးတော့ငပြောဖက်ပေါ်မှာကလေးအုတ်ထုပ်တစ်လုံးလည်းတွေ့တယ်အုတ်ထုပ်ကမွေးကင်းစာကလေးတွေစောင်းတဲ့သူ့မွေးအုတ်ထုပ်ကလေးကွာကလေးတော့မတွေ့ဘူးဟမ်ဒါဆိုရင်ကလေးကိုတန်းကြတာတကယ်ပေါ့ဖိုးရဲ့ကိုကြီးထုံးခင်ကဝေမေးတာပြောဘိုးအောင်ဖေးကြီးကခေါင်းညိတ်ပြပြီးတော့ဆက်လက်လေးဖွာလိုက်တယ်ရဲ့ဗျပြီးတော့မှပြောတာတကယ်ပေါ့ထုံးခင်ကလေးအုတ်ထုပ်လေးတောင်းနေတွေ့ပါရဲ့ဆိုမှကွာတကယ်ပေါ့ဟာဒါဆိုကလေးကချက်ချင်းဘဲရောက်သွားတာတော့ဗျအေးအဲ့ဒါပေါ့ကွာငါနဲ့ကိုတင်အောင်ကြည့်လေအနီးနားမှာလိုက်ပြီးတော့ရှာကြည့်ရတာပေါ့ကွာတောကောင်တွေဘာတွေများခြိသွားသလားပေါ့
ဒါပေမဲ့ဘာမှမတွေ့ဘူးကွကိုတင်အောင်ကြီးကငငယ်ကမုတ်ဆိုလေးပါလေးလို့ပြီးတော့သူကချေရရီပါရီကြည့်တတ်တယ်လေကွာဒါပေမဲ့ဘာမှမတွေ့တာကွနိုးဟိုစောကပြောတဲ့ထဲမှာမိမတယောက်ကလေးချောတဲ့တန်ကြားရတာဆိုဟုတ်တယ်ကွာထွန်းခင်ကအဲ့ဒီကလေးချောတဲ့မိမလည်းမတွေ့ဘူးကွာငါတော့စက်သိန်းနေတော့ထနေပြီဟဲ့နောက်တော့လဲငါတို့နှစ်ယောက်လဲကိုလုတ်ပြီးရွာပြန်ခဲ့ကြတာပေါ့ကွာဒါပေမဲ့ကိုအောင်ကြီးရောငါရောဒီเจ้าဒီနေ့ထိမမေ့ကြဘူးကွကိုတင်အောင်ကြီးမစုံခင်တလလောက်ကတော့ဒီเจ้าကိုပြောသေးတယ်ဘိုးအောင်ဖေကစက်လိတ်လေးဆက်ပြီးတော့ဖွာနေရဟုတ်တော့လဲဟုတ်သားဗျလူမရှိရဲ့တောထဲမှာကလေးကိုတန်းကဘယ်လိုကြားရတယ်ဆိုတာဘိုးအောင်ဖေဘယ်လိုသိနိုင်မှာတော့ဗျကျုပ်တောင်ဘိုးအောင်ဖေပြောအောင်နားထောင်ရင်းနဲ့တောရဲကကလေးကိုတန်းကိုတွေးနေမိတယ်ထမင်းပွဲပြီးတော့နေပူပြီးညာချမ်းနဲ့တပေါင်းလာကိုရောက်တော့တာပေါ့ဗျာပူပြီးပြိုပူချက်ကတော့ကန်းကုန်တာပါပဲဗျာတနေ့တခါခံစားရတဲ့အညာတွေရဲ့အရသာလေးဗျကျုပ်ကမကြီးပင်အောက်ထိုင်ပြီးဝီတာလာဝစ်ထူဆိုတဲ့ဆောင်းဟောင်းလေးကိုဖတ်ပြီးတော့ထိုင်နေရဗျတတိဘာသာတွေများဖတ်နေတာတော့ကွကျုပ်စာဖတ်နေကနေလှမ်းကြည့်လိုက်တော့ဝိုင်းထဲကိုခြေလန်းခက်လေးလေးနဲ့ဝင်လာတာကိုပါထွန်ကြီးဗျဟာလေးလေးပါတော့လာပြိုကျုပ်ကဖိတ်မန်တကာပြုတ်လိုက်တော့လေးလေးပါထွန်ကြီးကကျုပ်နာမှာဝင်ထိုင်လိုက်တယ်ဗျဒါတေးလေးလေးကိုဓာတ်သွေးကြောက်ခဏငှားပေးစမ်းမအောင်ကွလေးလေးတောခုတ်ဓာတ်ကိုသွေးကျင်လို့လေးလေးကြောက်ကနှစ်ပိုင်းကျုံသွားလို့ကွပါသွားလို့ရှိမှာပေါ့လေးလေးရဲ့အေးဟုတ်တယ်ပါပြီးခါခွန့်နေရကြပြီလေမနေ့ကတော့ကျိုးသွားတယ်လေးလေးရဲ့ဓာတ်သွေးကြောက်ကတဘာဝကြောက်လားဟောကြောက်လားဟောကြောက်ကြီးကွသွေးလို့တော့ကောင်းတာကျုပ်ကတော့တဘာဝကြောက်ကိုပို့ကြိုက်တယ်ဗျနေဦးကျုပ်ဓာတ်သွေးကြောက်သွားယူလိုက်အောင်မေပြောဆိုနေကျုပ်ကနောက်ဘက်ရေးကပြင်းမှာချထားတဲ့တဘာဝကြောက်နေနေကြီးကိုယူလာပြီးလေးလေးကိုပေးလိုက်တယ်အေးငါသွေးပြီးချင်းပြန်လာပို့ပါမယ်ဟာရပါတယ်လေးလေးရချက်ချင်းပို့ဖို့မလိုပါဘူးဒါတဲ့ဓာတ်သွေးပြီးဘာတွေခုတ်မလို့တော့နေ့ပြန်တောတက်ပြီးထင်းလေးပါလေးခုတ်မလို့လားကွလေးကောက်ပြီးငါတယောက်တည်းသွားရမှာမေးလဲထင်းလို့လိုက်ခဲ့လေတာတဲ့ဟာမလို့သေးဘူးဗျလေးလေးရကျုပ်ဟိုတနေ့ကတော့တောတက်ပြီးတော့ခုတ်ထားတာလေးလေးသားအောင်ထင်းကိုခေါ်သားပေါ်ဗျဘာဖြစ်လို့တယောက်တည်းသွားမှာတော့အာကွာအောင်ထင်းเจ้าတို့မပြောပါနဲ့တာတရားမင်းကြီးအောင်တရားတွေ့ရပေါ်ကြောင်းတာကွဟမ်ဘာဖြစ်လို့တော့ဟိုတစ်ခါကငါနဲ့တောတက်လိုက်တယ်လေအဲ့ဒါတောတွေကသမိုင်းအိုင်ကြီးနာမှာကလေးသိပ်တဲ့မိမတန်ကြားတယ်ဆိုပြီးကြောင်းလို့လေအခုအဖို့ကတော့မလိုက်ရဲတော့ဘူးဟေးလေးလေးရောသူကြားတဲ့တန်ဟိုမကြားလို့လားငါတော့မကြားပါဘူးကွာကလေးချော့တန်လည်းမကြားဘူးလူကြီးချော့တန်လည်းမကြားဘူးတာတရကျုပ်ကလေးလေးပါတော့ပြောတာကိုသဘောကျပြီးပြုံးလိုက်တယ်ဟာအဘကဒီရောက်နေရအောင်ကိုကြီးတာတီစီကိုလာလေရလားဟောပြောရင်ဆိုရင်အောက်ထိပ်ရောက်လာပြီဗျဘယ်ကလာလေရမှာတော့ဓာတ်တိကြောင့်လာငားတာကွမင်းကိုခိုင်းလို့ကြည်ရမတွေ့လို့ငါဘာသာလားငားတာကျုပ်ကကြောက်ခဲတို့တန်မီတို့ဒူးရှည်တို့နဲ့သွားကစားနေရဗျအေးကစားတာကစားအောင်ထင်ရတနေ့ကစားနေရနေပဲအချိန်ကုန်နေရောအောင်ထင်းဆိုတဲ့ကောင်ကြောက်ခဲတို့နဲ့မှအသက်တူတူဗျလူကပူပြပြကင်းတူတူခေါင်းကစပိန်တွေကလည်းထောင်နေအောင်တန်တာဗျခယူတက်လို့ခေါ်တဲ့နောက်ရှိတ်ထိုးထားတဲ့ပုံစံမျိုးဗျကျုပ်တို့နာမှာမတက်ရက်နေတဲ့အောင်ထင်းကိုမော့ကြည့်ပြီးကျုပ်မေးလိုက်တယ်အောင်ထင်းဟိုတလောကမင်းအပနဲ့တိုးတက်တော့ဘာတန်ကြားခဲ့လို့တော့ကျုံမေးလိုက်တော့အောင်ထင်းကအံ့ဩပြီးသူပါလေးလေးထွန်းတစ်ချက်လှစ်ကြည့်ပြီးတော့မှတိတိကျကျပြောတာဗျမိမတယောက်ကလေးသိတဲ့အတန်ဗျကိုကြီးတာတည်းကကျုပ်တိတိကျကျကြားတာဘယ်ဘက်ကကြားတာတော့ကွကျုံနဲ့အဘနဲ့ထင်းခုန်နေကြတဲ့မြောက်ဘက်ကကြားတာဗျကျုပ်စိတ်တင်တော့သမုံးမင်းတွေအများကြီးပေါက်တဲ့ရေအိုင်ကြီးရှိရမို့လားအဲ့ဒီဘက်ကလို့ထင်တာပဲဗျမင်းဘာကရောမကြောက်လားဟာမကြောက်ဘူးဗျကျုပ်ကအဘကြားလားမိမတယောက်တန်းကလေးချောနေရလို့ပြောလဲအဘငါကြောက်ဘူးလို့ပဲပြောတာအဘကြောက်လို့မပြောတာလို့ကျုပ်တော့ထင်တာပဲဘာကွငါကြောက်မလားငါအောင်ထင်ရဲ့အဲ့ဒီတော့မင်းမပါလဲငါတယောက်တည်းသွားဘူးတာပဲဒါပါနှစ်ယောက်ကိုကြည့်ပြီးကျုပ်ကရေးမိရောဗျအောင်ထင်လဲရေးနေလေးလေးပါတော့ကတော့သူမကြောက်ဘူးဆိုတဲ့အကြောင်းဆက်ပြောသေးတယ်ဗျာငါအသက်30လောက်ကအရှိဘက်တော်မြောက်ပိုင်းကတင်အောင်တို့ညီကိုရဲ့အရှိပိုင်းကကိုဖိုးပေါင်တို့ညီကိုရဲ့နဲ့စုပြီးတော့တင်းကုတ်ဆောက်ဖို့တိုင်တက်ခုတ်ကြတာဟေးတော်ရဲမှာညအိပ်ပြီးခုတ်ရတာစာအုပ်စာခွက်နဲ့တက်ကြတာပေါ့ကွာဖိုးမောင်ဆိုတဲ့ကောင်ကပြီးထောင်တာတိတ်ကျန်းတာကွာပြီးထောင်နေဆိုတာ
သားကောင်ကိုတန်ညက်နဲ့ထောင်ဖမ်းတာကိုပြောတာဗျတန်ညက်နေလားလေးလေးအေးတန်ညက်နေကွဒီကောင်စီမှာတန်ညက်မျိုးစုံရှိတာတာတီကအဲ့ဒါနဲ့ညဘက်ပြီးထောင်ထားတော့မနေ့ကသွားကြည့်တဲ့အခါတောကြောင်ကြီးတကောင်မိနေရောဟေးတောကြောင်ကြီးမှာနဲတဲ့ကောင်ကြီးမဟုတ်ပါဘူးကွာဒါနဲ့ပဲငါတို့9ယောက်တောကြောင်သားချက်ပြုတ်စားကြတာပေါ့ကွာပြီးတော့တဏီကုံတိုင်ခုတ်ကြညကြတော့လေတောကြောင်သားနဲ့ထမင်းကြိတ်ကြတာပေါ့ကွာမိဖို့ဘေးမှာငါတို့9ယောက်တန်းစီပြီးအိတ်ကြတာပေါ့ကွာအဲ့ဒီမှာညောင်ညောင်ဆိုပြီးတော့တောတွေကတောကြောင်အော်တန်စတော့တာအတန်ကခက်ဝေးဝေးကနေကြားရကနေတဖြည်းဖြည်းနီးလာတာကွာပြီးတော့ကြောင်တကောင်အော်တန်ကနေကြောင်တစ်ကောင်အော်တန်ဖြစ်လာတယ်ပြီးတော့3ကောင်4ကောင်5ကောင်ဟာကြောင်တန်တွေများလာတာလားလေအေးလေကွာတဖြည်းဖြည်းကြောင်တန်တွေများလာပြီးတော့တို့နာကိုကက်လာတာဟေးငါစိတ်တင်ကြောင်တစ်ကောင်100လောက်ရှိမယ်ထင်တယ်ဟာလေးလေးတို့ကြောင်တွေကိုတွေးမိလို့လားတွေးပါပြီလားကွာငါတို့နဲ့မနီးမွေးမှာလာပြီးအော်နေတာကွာမောင်လေးမှာမျက်လုံးတွေစိမ့်တောင်နေရကွာမျက်လုံးတွေမှာအများကြီးကွာငါတို့ပတ်ပြီးဝိုင်းထားတာကွာမင်းစဉ်းစားကြည့်တာတရားတော်ရမှာညဘက်ကြီးမျက်လုံးစိမ့်စိမ့်တက်တောက်ကြီးတွေနဲ့ကြောင်ကောင်100လောက်ဝိုင်းပြီးအော်နေတာတော်ရုံတန်ယူလူဆိုရင်သွေးတောင်ပြန့်ပါကွာငါတို့9ယောက်စလုံးကတော့လူချမ်းတွေဆိုတော့ကြောက်ပေမဲ့ဒီတိုင်းပဲပေးကြည့်နေရကွာအောင်ထိန်အောင်စောင်းကြောင်လေးထိုင်ပြီးသူပါလေးလေးတွန်းပြောတာကိုငေးပြီးနားထောင်နေရဗျပြောပါအောင်လေးလေးရဲ့နောက်တော့ဘာဆက်ဖြစ်တော့ဗျလေးလေးပါတော့ကျုပ်တင်ထားတယ်ငကားစိတ်ပေါ်လိမ့်လေးကိုနှစ်ဖွာ3ဖွာဖားလိုက်တယ်ပြီးတော့မှဆက်ပြောတာကြောင်အော်တန်တွေကပထမညောင်ညောင်လို့အော်ရနေဝေါင်းဝေါင်းဆိုပြီးအတန်ပြောင်းသွားရောဟေးပို့ပြီးကြောက်စရာကောင်းလာတာကွာငါတို့ပြေးပြီးထိုင်ကြည့်နေအောင်ပါပဲငါတို့ဝိုင်းထားတဲ့ကြောင်တွေကတို့ကိုစပြီးပတ်တာကွာဗျာလေးလေးတို့ကိုပတ်တယ်ဟုတ်လားအေးဟုတ်တယ်မင်းတို့ငယ်ငယ်ကကလေးတွေလက်ချင်းချဲပြီးဝိုင်းကြီးပက်ပက်ကစားသလိုလေမျက်လုံးစိမ့်စိမ့်ကြီးတွေနဲ့ငါတို့စိုက်ကြည့်ပြီးတော့ဝိုင်းကြီးပက်ပက်ကစားသလိုပတ်တော်တာပဲဟေးဝေါင်းဝေါင်းဆိုတဲ့အတန်ကြီးတွေနဲ့အော်ရင်းနဲ့ငါတို့ကိုကြောင်ကောင်100လောက်ပတ်နေရကွာငါတို့လည်းတောခုတ်သားတွေကင်ပြီးတတိနဲ့ကြည့်နေရတာပေါ့ကွာဒီမှာရင်ငါကတတိထားမိသွားတာကွာတတရကြောင်နေတို့ကိုဝိုင်းထားတဲ့ဝိုင်းဟာတပြေးပြေးကျင်းလာတာဒီကြောင်ငါခက်တူတူပြောလိုက်တော့ဖိုးမောင်ကြီးဖိုးအောင်ကပြောတာကွာဟာကျုပ်ခုမှတတိယသွားပြီပြုတ်ကျုပ်တို့ဘာမသိခင်ကပြောသွားဘူးတယ်မင်းစားတော်ဆိုတာရှိတဲ့ဒါပဲထင်နေဗျမင်းစားတွေကကြောင်လိုပဲတဲ့ကြောင်လိုအော်ပြီးအုပ်လိုက်ကြီးပတ်တာတဲ့အပတ်ခံရတဲ့လူဟာတပြေးပြေးနဲ့အညှို့ခံရတယ်လို့ဖြစ်ပြီးတတိလက်ကုံထားတယ်ဗျသူတို့ပတ်တဲ့ဝိုင်းကြီးကတပြေးပြေးသေးလာပြီးတော့နောက်ဆုံးလူတွေကိုခုံအုပ်ကြတာတဲ့ဗျဟေးဟုတ်လားဖိုးအောင်ခုံအုပ်တော့ဘာဖြစ်တုံးကွဟာအားလုံးသိကုန်ရောတဲ့ဗျဟေးဟုတ်လားဒါဆိုငါတို့ဘာလုပ်မလို့ကျုပ်တို့တတိမလိုက်ခင်တစ်ဖက်ဖက်ကိုဖောက်ပြီးပြေးရမှာပဲဗျကဲခင်ဗျားတို့ပါတဲ့လောက်တွေလေးဝါတွေထောက်ကြနောက်စလုံးလွယ်အိတ်တွေစလွယ်တိုင်းလွယ်ထားကြကျုပ်ပြစ်တဲ့ဘက်ကကြောင်တွေကိုဝိုင်းတာပြစ်ကြဗျာသူတို့စီပွိုင်းပေါက်သွားရင်အဲ့ဒီပေါက်တဲ့ဘက်ကနေစိုးတာပြေးပြီးတော့လူစုမကွဲစေနဲ့လာရောင်လည်းနည်းနည်းရှိရပဲတယောက်ကိုတယောက်မြင်နေရမှာပေါ့ပြောရင်းနဲ့ဖိုးအောင်ကကြောင်လေးကိုအကဲခံနေကြောင်ဝိုင်းကြီးကလည်းကျင်းလာပြီးပေါ့ဗျာဒီမှာရင်ဖိုးအောင်ကစားပြစ်တော့တာဟေးငါတို့၄ယောက်လည်းသူ့ပြစ်တဲ့ဘက်ကိုဝိုင်းပြစ်ကြတာပေါ့ကွာတော်တော်ပြစ်ယူရတာကွာကြောင်တွေကသူတို့စီကိုမကြိုးအောင်တောက်ခံနေကြတာနောက်တော့ဖိုးအောင်ကနေဟုံးဗျကျုံမေးနေလို့အဖပြောသွားတာရှိရဲဆိုပြီးနောက်စလုံးတွေကိုမိုးပေါ်ပုံလိုက်ပြီးသေးနဲ့ပန်းတာဟေးဒါနဲ့ပြစ်ကြလို့ဖိုးအောင်ကပြောတော့ငါတို့လည်းစိုးနေတဲ့လောက်စလုံးတွေနဲ့ပြစ်ကြတာပေါ့ကွာတေးရေးရှင်ဖြစ်နေတော့လဲမယုံနိုင်တော့ဘူးပေါ့ကွာနေပါအောင်လေးလေးရဲ့သေးဆိုနေတဲ့လောက်စလုံးတွေနဲ့ပြစ်တော့ဘာဖြစ်တော့ဟာကြောင်တွေပြေးတာပေါ့ကွာဟာဟုတ်လားဗျအေးဟုတ်တယ်မင်းတို့ကလူငယ်တွေမှတ်ထားကြမင်းစားဆိုတာလူသေးကိုအလွန်ကြောက်တာတာတေးရကိုဖိုးအောင်တတိယသွားလို့တော်သေးရပေါ့လေးလေးဟာအေးပေါ့ကွာမဟုတ်ရင်အခုချိန်ဒီပဲရှိတော့မှာတော့မင်းစားတော့မှမင်းစားတွေပတ်လို့သေပြီပေါ့ကွာပြောပါအောင်လေးလေးရဲ့နောက်တော့ဘာဖြစ်တော့ဒီကောင်လေးစီးပေါက်သွားတဲ့ဘက်ကနေငါတို့ထွက်ပြေးရတာပေါ့ကွာဒီကောင်လေးကလည်းအတော်လေးကိုလဲတာကွာစီးပေါက်သွားပြီဆိုတာနဲ့စက်မပတ်တော့ပဲမောင်တဲကိုဝင်ပြေးပြီးပျောက်သွားကြရောဟင်အဖအဲ့ဒါမင်းစားတွေပေါ့နော်အောင်တင်ကသူ့ဘာအောင်ပေးတာဗျအေးပေါ့ကွာမင်းစားတွေပေါ့ငါသားရဲ့ဟာအဖတို့ကတတိတော်တော်ကောင်းတာပဲအေးအဖကလည်းဒါဝဲပြောတာလေအဖမကြောက်တတ်ဘူးဆိုတာလက်တွေပြောပြတာပဲနေအောင်လေးလေးရဲ့ကျုပ်တကူတွေးမိလို့ဗျဘာတော့ကွာတွတ်တေးကလေးလေးတို့ချက်စားကြတာတောကြောင်ရောဟုတ်ရဲ့လားဗျမင်းစားများဖြစ်နေလားဗျဟာဒါတော့မသိဘူးကွာငါတို့မိတာတော့ကြောင်ကြီးကြီးပဲကွာ
စူလိုက်တဲ့အကောင်ကြီးကမပြောပါနဲ့တော့ကွာလေးလေးပြောတာဟုတ်မယ်ဗျကျုပ်ဖားရဲ့တငယ်ချင်းမီးလောင်ကုန်ပါနေတယ်ဘိုးစိန်မောင်တစ်ခါလာလေအဘကိုပြောပူတယ်ဗျအေးပြောပါအောင်တာတရားဘူးတူတာဖြစ်တာပေါ့ကွာဘိုးစိန်မောင်ငငယ်အားတဲ့သူမိဘတွေကနွားစာစင်ဖို့ပြောင်းရိုးတွေကုန်နေလို့သူ့ကိုပြောင်းရိုးခုတ်လွတ်လိုက်တာလေဗျသူတို့ရွာနောက်ဘက်ကသူတို့ယာထဲမှာစိုက်ထားတဲ့ပြောင်းရိုးတွေတွားခုတ်ရတာတွေပြောပြောင်းရိုးတွေခုတ်ပြီးလို့လဲပေါ်တင်နေရောနွားတွေကတပူးပူနဲ့နှာရီမှုတ်ရောတယ်ဗျာဒါနဲ့မွေးတွေဘာတွေလားဆိုပြီးကြည့်လိုက်တော့သူ့လည်းအောက်ကနေကြောင်တဲ့တကောင်ပြေးထွက်လာပြီးသူ့ကိုပတ်ထားတယ်ပြောစိုးစိုးကလေးလေးပြောသလိုပဲအဝိုင်းကြကြကနေတပြေးပြေးကျင်းကျင်းလာတာတဲ့အဲ့ဒီမှာဘိုးစိန်မောင်ကတာမင်းစားပဲဆိုတာသိသွားပြီးထွက်ပြေးမယ်ကျန်တော့ခြေထောက်တွေကကြွလို့မရတော့တယ်ဗျာကျွေရောမဘိုးစိန်မောင်ကတအားကြောက်သွားပြီးအနီးနားရှာတဲထဲမှာအလုတ်လုံနေတဲ့လူတွေကြောင်းကုန်းအောင်မဲလို့စိတ်ကူပြီးအောင်မဲလုပ်ပြီးပဲပါဇက်ကဟာလို့မရဘူးလေဗျာဒီမှာရင်ဘိုးစိန်မောင်ကလည်းတအားကြောက်သွားပြီးတော့သေးတွေထွက်ကြတော့တယ်ဗျာသူ့ကိုပတ်နေတဲ့မှင်စားဆက်ပြီးမပတ်တော့ပဲတစ်ချက်လှက်ကြည့်ပြီးတယ်ပြီးတော့ပြောင်းဝင်နေကြအောင်ဝင်ပြီးတော့ပြေးသွားတာလေဗျာဒီတော့မှဘိုးစိန်မောင်ကြီးလည်းခြေတွေလက်တွေလှုပ်လို့ရလာပြီးရွာကိုတချိုးတဲ့လှေမောင်ပြီးပြေးတော့တာပဲပြောဟာဟာဘိုးစိန်မောင်ငါသိတာပေါ့တာတီဟာလို့သဘောကောင်းတဲ့အဖိုးကြီးအဲ့ဒီနေကလေးလေးပါတုံတို့သားဖာကျုံတဲ့စကားကောင်းနေလိုက်ကြတာတော်တော်ကြာမှပြန်သွားတာပြောတာတီနေ့လေကဘာတုံတို့သားဖမင်းကိုဘာတွေပြောနေကြတာတော့ညရောက်တော့အဖကကျုပ်ကိုမေးတာပြောနေ့လေကလေးလေးပါတုံပြောတာကိုနှစွန်းနှပြကြားလို့ရှိမှာပေါ့ဗျာသူ့သက်30လောက်ကအရှိဘက်တော့တက်တုံကမင်းစာတော့ကိုရောက်တဲ့ကြောင်ပြောတာပါတော်ထဲမှာညအိတ်တော့မင်းစာတွေကြောင်ပုံစံနဲ့သူတို့ကိုပတ်ထားတာအဖကအကောင်တရားမကဘူးဆိုပဲ။အော်အရှိဘက်ကမှင်စာတော့ပြောတာထင်ပါတယ်။အဖတို့လည်းတက်ဖူးတာပါပဲ။ဘာမှမဖြစ်ပါဘူးကွာ။ဘာထုံးတို့ကတကူကိုမှားသွားလို့ရှိမှာပါ။ဟာဟုတ်တာပေါ့အဖရဲ့ဒီလူတွေကကြောင်ပြီးထောင်ပြီးတော့ချက်စားကြတာဆိုပဲ။အဲ့ဒီမှာရင်မှင်စာတွေရောက်လာပြီးတော့ဝိုင်းနာတယ်ဗျာ။ဟိုတဲလဲမိုက်တဲ့ကောင်းနေပါလား။မှင်စာတော့ကိုတိုင်ကြောင်မပြစ်ရဘူးဆိုတာနားမှမလဲပဲကို။အဲ့ဒီတော့မှဘယ်ဟာကြောင်ဘယ်ဟာမှင်စားဆိုတာဘယ်သူမှခွဲနိုင်တာမဟုတ်ဘူးမသေးတာပဲဒီကောင်ကြီးကန်ကောင်းလာပြီပေါ့ကွာပြီးတော့သူ့သားအောင်ထင်ကလည်းပြောသေးရဲ့အဖရဲ့ပြီးခဲ့တဲ့အခါကသမုံအိုင်ဘက်မှာထင်းခုန်နေအောင်ကလေးချော်တန်ကြားလို့ရဲ့ဗျတောက်တီတောက်တဲ့ကွာဒီတောထဲမှာပင်မိမလာပြီးကလေးချော်မှာတော့တခါတလေကြတော့လေတောထဲမှာကြက်တန်ငှက်တန်လေးတိုက်တဲ့အတန်တွေကလူတန်လူဘာလူထင်မိတာမျိုးတော့ရှိရပါလေသမုံအိုင်ဆိုတာဘယ်နာကိုခေါ်တာတော့တာတဲ့ရဲ့အမိကလည်းဝင်ပြီးမိတယ်ကျုံမပြောခင်အဘကပဲပြောလိုက်တယ်တမုံအိုင်ဆိုတာဟိုဟာပေါ့ဟဲ့တင်မလဲကုန်းမရောက်ခင်တမုံပင်တွေအများကြီးပေါက်တဲ့ရေအိုင်ကြီးကိုပြောတာပေါ့ငွေစင်ရဲ့အော်အဲ့ဒီအိုင်ကြီးလားတောကောင်တွေညဘက်ရေတောက်တဲ့အိုင်ကြီးလို့ကျုပ်တို့ဖိုးကပြောမှုတာပဲအေးဟုတ်တယ်အဲ့ဒီအိုင်ကြီးကိုပြောတာနေပါဦးအဘရဲ့တင်မလဲကုန်းကြီးကတော်တော်မြင့်တာဗျဘာဖြစ်လို့တင်မလဲလို့ခေါ်တာတော့အဲ့ဒါတောင်ပူစာကြီးကွာဒါကြောင့်မြင့်တာပေါ့ဒီလိုကွာအဲ့ဒီကုန်းကြီးပေါ်မှာတန်းရည်တစ်ပင်ကြီးတွေအများကြီးရှိရဲ့ဘယ်သူမှမလဲရလို့ကြံ့နေရပေါ့လူလေးကလဲလို့ရလို့ကတော့တောင်ကရုံးကြီးဖြစ်သွားမှာပေါ့ဟမ်ဘာဖြစ်လို့မလဲရတာတော့အဖရဲ့အဖတို့ဘိုးကပြောဘူးတယ်မီးလောင်ကုန်းကကိုဘရှင်ဆိုတဲ့လူတောင်အဲ့ဒီကုန်းမှာအကြီးဆုံးအဖြောင်ဆုံးအပင်ကြီးကိုတပင်ကိုလဲဘူးတယ်လွှာနဲ့ဖြက်လို့တစ်ပင်ကြီးလုံးဝပြတ်သွားတာမလဲဘူးတယ်ကွာဗျာဟုတ်လားအဖအေးဟုတ်တယ်တဲ့ကျိုးနဲ့ဆွဲပြီးလူ4-5ယောက်ဆွဲလဲမလဲဘူးလေကွာနောက်ဆုံးဘယ်လိုလဲလို့မှမလဲတော့အကြံအိုက်ပြီးတော့ထိုင်နေကြတော့တော်တွေကအော်တန်ကြီးတွေကြားလို့ထွက်ပြေးလာကြတယ်ဆိုပဲနောက်တနေ့သူစုပြီးသွားကြည့်တော့မနေ့ကလွှားနဲ့ဖြတ်ထားတဲ့တစ်ပင်ကြီးကလွှားရတော့မရှိပဲအကောင်မကယ်ကြီးပြန်ဖြစ်နေရတဲ့ဟေ့ဒါနဲ့ဘိုးဘရှင်ကကြော်ပွဲပေးပြီးတော့တောင်းပန်လိုက်ရတာတဲ့အဲ့ဒီကလေးကအဲ့ဒီကောင်တင်မလဲကုန်းလို့ခေါ်ကြတာကွစိုးစိုးကပြောတယ်သမုံးကန်ကြီးကတင်မလဲတောင်ကုန်းရဲ့အခြေပါရှိရပေါ်ငွေစင်ရဲ့အော်ဒါကြောင့်တင်မလဲလို့ခေါ်တာကိုကျုပ်တို့မိသားစု3ယောက်စကားတွေပြောရင်းနဲ့တော်တော်ညနေမှအိမ်ရဝင်ခဲ့ကြတယ်လေတွေကလည်းတိုက်လိုက်တာဗျာကျုပ်ကဝတ်ထားတဲ့အင်ကြီးပစိုးလေးဆိုတာလေထဲမှာတစ်ပြက်ပြက်လွင့်နေရဗျကျုပ်ရောက်နေရတင်မလဲတောင်ကုန်းကြီးပေါ်မှာဗျတင်မလဲတောင်ဆောင်ကနေကျုပ်ကအောက်ကိုငုတ်ကြည့်နေရလာပညာဗျကောင်းကင်ကိုမော့ကြည့်တော့လာကြီးမှတာလိုက်တာထိန်လို့ဗျာအောက်ကိုငုတ်ကြည့်နေတော့လာတာတော့လာရောင်တစ်ပြက်ပြက်လက်နေတယ်တမုံအိုင်ကြီးကိုအပေါ်စီးကမြင်နေရတာဗျရေအိုင်ဘေးမှာတမုံပင်တွေကတောအုပ်လိုကိုပေါက်နေရဟာအိမ်လေးတစ်လုံးပါလား
တမောကနေပလမ်းကမှာအင်္ဂလိပ်တစ်လုံးပြကြည့်စမ်းဗျာဒီတော့ကြီးမှာဒီလောက်တက်တက်ရဲ့စောက်ထားတဲ့အင်္ဂလိပ်တစ်လုံးဘယ်လိုများရှိနေရတာတော့ပြင်တော်တစ်ထက်အိမ်ပြတက်ကင်မိုးနဲ့ဟောအိမ်ထဲကမိမတယောက်ထွက်လာတယ်ပြိုမိမကိုကျုပ်ကလာရောက်မှထင်ထင်ရှားရှားမြင်နေရတယ်အသက်40လောက်ရှိမယ်ဗျသူ့ကိုကြောက်မြင်ဘူးတလို့လို့ရှိရနဲ့တေးသေးချာကြည့်နေမိတာအဲ့ဒီမိမစပင်ကိုတော့ကြောပေါ်မှာဖြန့်ချထားတယ်ရုပ်ရည်ရွက်ချမ်းရည်ကြုံရုပ်မျိုးဗျဟာကျုပ်ကိုမြင်သွားပြီလှမ်းကြည့်နေဟောပြုံးပြတယ်ရည်နေနေရှိရဲ့ပုံမျိုးဗျတာတေးလာလေတောင်ဆောင်တိုင်းဆင်းလာခဲ့ငါပါဟဲ့တာတေးရဲ့နင်ငါ့ကိုမမှတ်မိဘူးလားကျုံမမှတ်မိဘူးဗျသိတယ်လို့လို့ရှိရဲ့ကျုံလည်းသူ့ကိုစိုက်ကြည့်နေတာတေးငါမဖွဲဝါလေဗျာမဖွဲဝါဟုတ်လားမဖွဲဝါကိုဒီရွယ်မျိုးဒီရုပ်ရည်မျိုးနဲ့ကျုံတစ်ခါမှမတွေ့ဘူးဗျကျုံတင်မလဲတောင်ကုန်းပေါ်ကနေခတ်တုတ်ဆင်းလာပြီးတမုံအိုင်ဘေးကနေပတ်ပြီးတော့ရှောက်သွားလိုက်တယ်ပြင်ထောင်အိမ်လေးရှိမှာမဖွဲဝါကျုပ်ကိုရက်ပြီးတော့စောင့်နေရဲ့လာတာတေးအိမ်မော်တက်ခဲ့မဖွဲဝါရှေ့ရတက်ပြီးကျုပ်ကနောက်ကတက်ခဲ့အိမ်လေးကအထဲမှာလည်းတက်တက်ရက်လေးဗျအိမ်ထဲမှာဂရင်နှလုံးချထားတယ်အဝတ်စားထည့်တဲ့ဗီဒီယိုတစ်လုံးရှိရဲ့အိုးကပကံတွေလည်းအစုံဗျကလေးကစားစရာတွေလည်းစုံလို့ပါဗျာကျုပ်ကအိမ်ထဲကိုအကဲခတ်ပြီးကြည့်လိုက်တယ်ထိုင်တာတေးဖျားပေါ်မှာထိုင်ကျုပ်ကတင်ပြူးဖျားလေးပေါ်မှာထိုင်လိုက်တယ်ကျုပ်လည်းခက်လဲလဲအားဖျားပေါ်မှာမဖွဲဝါထိုင်နေမဖွဲဝါဆိုလို့သာယုံရတာပါဗျာမိမတယောက်ပါပဲကျုပ်တို့ထနောင်းကုန်းကမဝိုင်းကြီးတို့လုံးကြီးတို့လိုပါပဲဗျာဟာဂရင်ပေါ်မှာကလေးလေးတယောက်အိတ်နေပါလားရှိန်ကြီးဝါဝါလေးဝစ်ပြီးတော့ပစိုးအစိမ်ကွက်လေးကိုဝစ်လို့ဗျအသက်က6နှစ်9နှစ်အရွယ်လေးဗျအိမ်ထဲမှာထွန်းထားတယ်ရေနံစီမှန်အိမ်လေးရဲ့အလင်းရောက်နေကျုပ်သေးသေးချာချာမြင်နေရတာဗျကလေးကအသားဖြူဖြူလေးဗျချက်စရာကောင်းလေးပဲလို့ကျုပ်တွေးနေပြီကလေးကိုကျုပ်ကြည့်နေတော့မဖွဲဝါသိတယ်ဗျတာတေးအရာငါသားဖေးညိုလေးဗျမဖွဲဝါရဲ့သားဟုတ်လားကျုပ်ကတဲ့အတော်နဲ့မေးမိလိုက်တာဗျနင်တော်တော်အံ့ဩသွားလားငါသားဆိုပေမဲ့ သူကလူဟဲ့တာတေးရဲ့ငါသားနာမည်ကမောင်ဖဲညိုတဲ့မဖဲဝါမေးတဲ့သားဆိုတော့မောင်ဖဲညိုပေါ့ဟဲ့ဖဲညိုဆိုပေမဲ့ငါသားအသားသိမ့်မညိုပါဘူးတာတေးရဲ့ဖြူဖြူလေးပါနင်ဖဲညိုချက်လားချစ်ကြလေးပြမဖဲဝါရဲ့ဒီကလေးကမဖဲဝါရဲ့သားဟုတ်လားဟုတ်တယ်တာတေးနူးဆိုကလေးလေးအရွယ်ကလေးကတင်မလဲတောင်ပိုင်းဖိုးဖိုးကြီးကတာဝန်ပေးလို့ငါမွေးခဲ့ရတယ်ငါသားဟဲ့ဒီနေရာမှာဒီအိမ်လေးကိုဖိုးဖိုးကြီးရဲ့တကူနဲ့စောက်ပေးထားတာအိမ်ထဲမှာလည်းထမင်းဟင်းတွေအချိန်တန်ဖိုးဖိုးကြီးကအမြဲဖန်ဆင်းပေးထားတာငယ်တုန်းကဆိုရင်ငါသားဖဲညိုပါငါးနူတွေစိမ့်နူတွေမပြတ်အောင်ကိုဖိုးဖိုးကြီးကအစင်သင့်ထည့်ပေးထားတာထမင်းစားတတ်တဲ့အရွယ်ရောက်တော့လေငါသားကြိုက်တဲ့ဟင်းကိုမထက်အောင်ဖိုးဖိုးကြီးကစီပြန်ပြီးတော့အိုးတွေဟင်းပကံတွေထဲမှာအချိန်ပြည့်လှန်ကြည့်လိုက်အမြဲရှိနေတာတရဲ့ငါသားကိုမွေးရုံပဲထမင်းခွန်ပေးနူးတိုင်ပေးချီးကလူသေးကလူလောက်ကင်ပေးဖို့ဟဲ့ငါသားဝစ်ဖို့အဝတ်စားဆိုတာသူ့ရွယ်နဲ့သူမနှွမ်းစီအောင်ဖိုးဖိုးကြီးကအမြဲစင်တာဟဲ့ဒီကလေးကဘယ်လိုများရောက်လာတော့ဗျကျုပ်ကလည်းသိကြတာဆိုရင်သိအောင်မထားတတ်ဘူးဗျမဖွဲအောင်တမ်းမိလိုက်တော့ဒီကလေးရဲ့မိဘတစ်ပေါင်းကာလန်ဓမြတွေကတက်ပစ်ပြီးပါလာတဲ့ရွှေငွေတွေကိုအကုန်ယူကြတယ်ကလေးကိုတော့မသက်ရတာနဲ့ခေါ်လာပြီးတော့ဒီတော်ထဲမှာငပြောဖက်ခင်းပြီးတော့ထားပစ်ခဲ့တာတော်တော်ရက်ဆက်တဲ့လူတွေပေါ့ဟဲ့ကလေးကိုတန်ကြားလို့တောင်ပိုင်းဖူးဖူးကြီးကလာကြည့်တော့အကျိုးကြောင့်အားလုံးသိသွားပြီငါ့ကိုချက်ချင်းအမိတ်ပြန်ခေါ်လိုက်လို့ငါရောက်လာပြီဒီကလေးကိုမွေးနေရတာနေငါ့ကိုပေးတဲ့ခါတိုင်းမှာငါဒီနေရာကနေနေ့စီကိုကြော်လာခဲ့ရတာတာတင်ဟမ်ဒါဆိုရင်အဲ့ဒီချိန်မှာကလေးကိုဘယ်သူနဲ့ထားခဲ့တော့ပြောမဖွဲဝါတယောက်ထားခဲ့တာပေါ့တာတင်ရဲ့ဒီလိုပဲငါခွဲသွားနေကြပဲဟာဩဒီလိုဒီကိစ္စကိုတော့ကျုပ်မအံ့ဩပါဘူးဘာဖြစ်လို့လဲဆိုတော့ကျုပ်စီမှာတော့မဖွဲဝါရဲ့ကိုခွဲရုပ်လေးရှိနေရပဲလေဗျာနေုံကအခုခေါ်တည်းရဲ့ကိစ္စရှိလို့တာတည်းရဲ့ဗျာဘာကိစ္စတော့မဖွဲဝါငါသားဖဲညို9နှစ်ပြည့်သွားပြီတာတည်းဟိုဘိုးကြီးကဖဲညိုနေ့ကြာရိုစီမှာအပ်ခိုင်းတယ်ဖဲညိုသာသနာပေါင်းသွင်းပြီးစာပေကျမ်းဂန်တွေသင်ကြားပေးရမယ်လို့မိတ်တယ်ဒါကြောင့်နင့်ကိုခေါ်ရတာဟမ်ဟုတ်လားကျုပ်ဆရာရိုစီမှာအပ်ပေးမယ်မဖွဲဝါဒါနဲ့ဖဲညိုလေးကိုကျုပ်ပြေတော့လာခေါ်ရမှာတော့ဗျမနေ့ပြန်မနေ့စောစောလာခေါ်ရဲတာတီငါသားကိုငါအားလုံးပြောပြပြီးပြီသူစောင့်နေလိမ့်မယ်ကောင်းပါပြီမဖွဲဝါကျုပ်မနေ့စောစောလာပြီဖဲညိုလေးကိုခေါ်ပါမယ်ဟဲ့တာတီထစမ်းအမေကကျုပ်ကိုလှုပ်နိုးနေရဗျကျုပ်အိမ်မက်ကနေလက်နိုးသွားတယ်အမေဘာတော့ဘာဖြစ်လို့တော့
နေမလေးနှိုးလိုက်ရတာဟဲ့ထပြီးနားလေးပါလေးထောင်းစမ်းဘာတန်ကြီးတော့မသိဘူးကျုပ်အဲ့ရတဲ့မှာငုတ်တုတ်ထထိုင်ပြီးနားထောင်လိုက်တယ်ဟာကြားဟိန်တန်ကြီးဗျတဝောင်းဝောင်းနဲ့ကျုပ်တို့ဘက်ကတောတွေမှာကြားမှမရှိဟာဘယ်လိုဖြစ်တာတော့ကြားဟိန်တန်ကြီးဗျအမေဟာအေးဟုတ်တယ်နင်ပါတော့အိမ်ရှိထွက်ကြည့်နေရွာတွေကလူတွေလည်းနိုးကုန်ပြီတိမ်နဲ့တိမ်လှမ်းပြီးတော့စကားပြောနေကြတယ်အားလုံးလူလူကြကြရှိအောင်နေကြတဲ့သဘောပေါ့ဗျာကျုပ်တို့အညာရွာလေးရဲ့ဒလိလေးတွေပေါ့ဗျာကြားတဲ့အားရွာနောက်ဘက်ကနေကြားရတာဗျကျုပ်စိတ်ထင်တော့တင်ဆိုင်ကုန်းဘက်ကထင်တယ်ခဏနေတော့အတန်ပြောက်သွားတယ်ကျုပ်တို့လည်းအဲ့လိုမပြောကြတော့ဘူးပေါ့ဗျာအချိန်လေးကိုစောင့်ကြည့်ရတာဗျရွာထဲမှာများကြားဝင်လာမလားလို့ပေါ့ဗျာဒါပေမဲ့ရွာတွေကခွေးတွေရောနွားတွေရောငြိမ်နေကြတာဗျာရွာထဲမှာကြားဝင်လာဒီကောင်တွေပဲငြိမ်နေပါမလဲဗျမနဲ့မိုးလင်းတော့ရွာရဲစောစောဆင်းမဲ့လူတွေရွာပြင်ထွက်ပြီးတော့သွာလာလောက်ကင်မဲ့သူတွေတယောက်မှမထွက်ဝင်တော့ဘူးပေါ့ဗျာအဲ့ဒီတဲမှာကျုပ်လဲပါတယ်ဗျဟဲ့ဒါဒီနင်ကရောဘယ်သွားမလို့တော့ဖိတကြောကြောနဲ့ကျုပ်လူတယောက်သွားခေါ်ရမှာမို့လို့အမေရဟဲဘယ်တော့ကလူတော့ကလေးပါကလေးတယောက်ကိုသွားခေါ်ပေးရမှာဟဲ့ကလေးဘယ်ကကလေးတော့ဆရာတော်ကျောင်းကိုပို့ပေးရမယ်ကလေးအမေကကြည်လဲသွားကြားခြုံတော်နဲ့ဝိချင်ဝိနေမှာဟုတ်ကဲ့ပါအမေလို့ပြောပြီးကျုပ်ဇွတ်ထွက်ခဲ့တာဗျကျုပ်ကဆေးလွယ်ကိုလွယ်ဆလွယ်တိုင်းလွယ်ထားတယ်တွေ့တော့အမေကကျုပ်ကိုမျက်မှောက်ကျုပ်ပြီးကြည့်နေရဗျသမုံးဝိုင်ကိုကျုပ်ရောက်တော့သူ့ရက်တွေပေါ်နင်းနေတပောက်ပေါက်ကြနေရပြုံးညကကျုပ်ရောက်ခဲ့တဲ့အိမ်လေးကိုလိုက်ရှာနေတော့ဗျဟာဒါညကကျုပ်တို့ရောက်မှကြားလိုက်ရတဲ့ကြားဟိန်တန်ကြီးပဲဗျကျုပ်ကြပြကြရပြေးပြီးတောင်ထမ်းပင်နောက်ကိုပြေးကပ်လိုက်တယ်ကြားတန်ကြားတဲ့ဘက်ကိုလှမ်းကြည့်လိုက်တော့ဟာတွေ့ပြီပြုံးတွေ့ပြီညကျုပ်အိမ်မက်ထဲမှာရောက်ခဲ့တဲ့အိမ်ကလေးဗျမက်ဖွဲရွာတို့တားမိနေတဲ့အိမ်ဗျဟာကြားကိုးတောင်ကြားကြီးဗျအိမ်လေးကိုပတ်ပြီးသွားနေတာခါကြီးကတနွဲ့နဲ့နေဗျကျုပ်ကကြားဟိုဘက်ကိုရောက်သွားတဲ့အချိန်မှာရေအိုင်ဘေးကပတ်ပြေးပြီးအိမ်သားကိုနီးအောင်ရွှေ့လိုက်တယ်အဲ့လိုအိမ်ရှိမှာမမက်ကြီးချက်နေတာမက်ဖဲဝါပဲကြားကိုသူဘာမှမလုပ်ဘူးလားဖဲညိုကျုပ်လိုက်ကြည့်ရဲ့ဖဲညိုမတွေ့ဘူးဗျဟောကြားအိမ်ကိုတစ်ပတ်ပတ်ပြီးဒီဘက်ပြန်ရောက်လာပြီဗျကျုပ်ကဘရောက်ပင်ကြီးနားမှာကပ်ပြီးငိန်နေလိုက်ရတယ်ကြားအိမ်ကိုပတ်နေပုံထောက်ရင်ဖဲညိုအိမ်ထဲမှာပဲရှိလိုက်မယ်ဗျကြားကလေးကိုခြောက်နေရပဲဖြစ်မယ်ဟာမက်ဖဲဝါနေပါတက်နိုင်သေးတော့နင်သားတယောက်မွေးနေရဲဆိုတဲ့အတန်ကြားကြရငါလိုက်နေကြတာနောက်ဆုံးနေ့မှာပဲလာပြီးမိတော်တာကိုဒီနေ့နင်သားကိုထနောင်းကုန်းဆရာတော်စီအပ်ပြီးဒီနေရာကနေနင်အပြီးထွက်သွားတော့မှငါသိလို့ညာတညလုံးထနောင်းကုန်းကကောင်းနေအပြင်ထွက်မလာရအောင်ကြားတန်ပေးခဲ့ပြီသားအခုလောက်ဆိုရင်ကလေးလာခေါ်မဲ့အကောင်ကြောက်ကြီးပါပြီအိမ်ပြင်ကိုတော့ထွက်လာနိုင်မှာမဟုတ်ဘူးကြားလားကဲနင်သားကိုအိမ်ထဲမှာငါဖမ်းထားလိုက်ပြီနင်စီကငါလိုချင်တဲ့ရောက်ဘက်ရှင်မရဲ့ပညာဘူးအခုပဲနင်စောင့်နေရတာမှန်ငါတက်တည်တယ်မပေးရင်နင်သားကိုငါခေါ်သွားမယ်ငါလိုကဝေးရစာဖြစ်အောင်ငါလုပ်ပေးမယ်ဟာမဖွဲရောတောက်ခေါက်တယ်ဗျလူကတော့မလုံနိုင်ဘူးကျုပ်သေးသေးချာချာကြည့်လိုက်တော့မှကဝေးကစက်တွေနဲ့ဖမ်းထားတာကိုကျုပ်ချက်ချင်းမျက်ကွင်းဆေးသွင်းပြီးတော့ကွင်းလိုက်တယ်ကျုပ်ဆေးလွယ်အိမ်မှာအဆုံးပါပြီးသားလေဗျာဒီတော့မှကဝေးစက်တွေကိုကျုပ်သေးသေးချာချာမြင်ရတာဗျမဖွဲရောရဲ့တကူလုံးမှာကဝေးဆက်တွေပတ်ထားတာပြုံးဒါကြောင့်မဖွဲပါမလုံနိုင်တာဩတရေမတောက်ခေါက်နိုင်သေးတာဟုတ်နင်ဘလောက်ကောင်းပါမလဲသေးရပေါ့ပြောဆိုတဲ့ကဝေးရစာသူပါစက်တွေကစိမ့်စိမ့်ပြပြဆက်တွေကိုထက်လွတ်နေရဗျကျုပ်ဆေးတွေတဲ့တန်ကဝေးရုပ်လေးကိုထုတ်လိုက်ပြီးခါရာဆုပ်လိုက်တယ်ကျုပ်ဆရာကြီးတွေကျုပ်ကိုချီးမြှင့်ခဲ့တဲ့အရုပ်လေးဗျတန်ကဝေးနဲ့တွေးလို့ကတော့ဘယ်ကဝေးဆက်မှမခံနိုင်ဘူးပြုံးကျုပ်အကြိမ်ကြိမ်မြင်ဖူးပြီးသားဗျကျုပ်လက်ဖွားပေါ်မှာတင်ပြီးဂါရာစုံနေတဲ့တန်ကဝေရုပ်လေးဟာအယောင်တွေတဝင်းဝင်းနဲ့လက်လာရပြုံးဟာပြန်သွားပြီတန်ကဝေရုပ်လေးလေးတဲကိုပြန်တက်သွားပြီအလင်းဝိုင်းလေးတကူထွက်သွားတယ်တန်ကဝေရုပ်လေးကိုကဝေရစာမော့ကြည့်ပြီးတော့မျက်လုံးပြူးသွားတယ်ဘယ်ဘွေးဝါကတော့ကျုပ်ရောက်နေပြီဆိုတော့သိသွားတာပေါ့ဗျာတန်ကဝေရုပ်လေးဟာကဝေကြီးရဲ့ခေါင်းပေါ်မှာပတ်ပြီးတော့ပြန်နေရပြုံးဟောကဝေကြီးရဲ့ဗစက်ကထွက်နေတဲ့ဆက်တွေအယောင်မိန်သွားပြီဗျလက်ဖွဲဝါကိုပတ်ထားတဲ့ဆက်တွေလည်းအယောင်မိန်လာပြီပျောက်သွားပြီဟာလက်ဖွဲဝါရှေ့ကိုတလန်းလှမ်းလာပြီးကျုပ်ကတန်ကဝေရုပ်ကိုကာရာရွတ်ပြီးပြန်သိမ်းလိုက်တယ်ရိုက်ပြီဗျာလက်ဖွဲဝါရဲ့တန်လက်ဝါရိုက်ချက်လေးဗျာကဝေရာစားဆိုတဲ့လူရှေ့ကိုဟတ်ထိုးလဲကျသွားတယ်ဟာကြားကြီးတကောင်ပြိုတင်းမလဲတောင်ကုန်းကပြေးစင်လာတာ9တောင်ကြားကြီး3ကောင်စားလောက်ရှိမှာဗျဟာကဝေကောင်ပြေးပြီပြိုမောင်ရထိုးလဲကြရနေချက်ချင်းကုန်းထားပြီးပြေးတာပြိုကျ
ကြားကြီးကတမုံအိုင်ကြီးကိုလွှားကနေကြော်ခုံလာတာပြုကျုပ်ဖြစ်ဘရောက်ပင်ကြီးနောက်မှာကပ်ပြီးအသားတစ်ဆက်ဆက်တုံနေတော့တာပြုကဝေကောင်ကြီးပြေးလို့လွတ်နိုင်မလားဗျာမဖွဲဝါတို့အိတ်လေးအလွန်လောက်မှာကြားကြီးကကဝေကိုခုံအုပ်လိုက်တယ်ကဝေရဲ့အတန်အနက်ကြီးနဲ့အော်တန်ဟာတော်တော်လွှမ်းသွားတယ်သွားပြီဗျာတင်တောင်တစ်လုံးတောင်ရှိရဲ့ခေါင်းကြီးနဲ့ကြားကကဝေကိုပါဇက်ကြီးထဲမှာချိပြီးတင်မလဲတောင်ကုန်းပေါ်ပြေးတက်သွားတာဗျာလွှားကနေနေရဗျကျုံရိပ်စားမိပါတယ်ဒီကြားကတင်မလဲတောင်ဖိုးကြီးရဲ့နှက်ကြားကြီးပဲဖြစ်မှာပေါ့ဗျာမဖွဲဝါကအိမ်ထဲဝင်ပြီးဖဲညိုလေးကိုလက်ဆွဲပြီးခေါ်ထုတ်လာတယ်ဖဲညိုကတော့အပြင်မှာဖြစ်သွားတာကိုတိတ်တိပုံမပေါ်ဘူးဗျတာတီဖဲညိုဆရာတော်စီပါအပ်လိုက်ပါဖဲညိုကတာသနာပေါင်ပါနေပြီးတာသနာပြုမဲ့ပုံကိုပါဒါကြောင့်ဖိုးနဲ့ကသူ့ကိုစောက်ရှောက်ပေးကြရတာဖဲညိုကအဝတ်စားထည့်ထားတဲ့လွယ်အိတ်လေးဆက်လွယ်သွားပြီးကျုံနဲ့လိုက်လာတယ်ကျုပ်ကဖဲညိုကြောပိုးပြီးတောထဲကနေအမြန်ဆုံးထွက်ခဲ့ရွာတို့လူတို့တခါမှမမြင်ဘူးတဲ့ဖဲညိုလေးကထနောင်းကုန်းကိုရောက်တော့တန်တော်ဖြစ်နေတာပေါ့ဗျာကျုပ်ဖဲညိုဆရာတော်ဦးကုံသားကြီးမှာအပ်လိုက်တယ်ဆရာတော်ကလည်းဖဲညိုမြင်မြင်ချင်းကရုဏာဖြစ်ပြီးတော့လက်ခံလိုက်တယ်ဗျအဲ့ဒီနေ့ကစပြီးတော့ဖဲညိုကဆရာတော်မွေးစားတဲ့သားဖြစ်သွားတာပေါ့ဗျာအခုဆိုရင်ဖဲညိုကိုရင်ဝတ်ထားတာနှစ်တောင်ရှိပြီဗျကျုပ်တို့ရွာသားတွေကကိုရင်ဖဲညိုရဲ့လာရကိုမသိပေမဲ့ကိုရင်ဖဲညိုခင်မင်ကြတယ်ကြည်ညိုကြတယ်ကိုရင်ဖဲညိုဆုံးခံထွက်ရင်အလူရက်ကိုဆုံးလောင်းကြတာပြောကိုရင်ဖဲညိုကသူ့ကိုတော်တွေကခေါ်လာခဲ့တဲ့ကျုပ်ကိုတော့တန်ဟောစဉ်ရှိဆုံးပေါ့ဗျာတခါတော့သူ့မိမဖဲဝါကိုရင်ဖဲညိုတတိယနေတတ်တယ်ဗျအလဲလေးကဒီမှာရင်ပြီးဆုံးသွားပါပြီနားကျင်ပေးတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လည်းဘလို့ဇလန်ကောင်းလေးတင်ဆက်ပေးသွားမလဲဆိုတာစောင့်မျှော်ရင်နားကျင်ပေးပါအောင်ရှင်